အားလုံးပဲမင်္ဂလာပါမဂျီမီနစ်ကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာမဂျီမီနစ်ပရိသတ်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ Dolphin Point 2022ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဇလန်ညွန်ကတော့လင်းပိုင်နေမွေးစားတာခံထားရတဲ့ကောင်လေးကပင်လယ်တရဝါရီနဲ့အတူတူသူတို့ရဲ့ကြီးမားလာတဲ့ရန်သူတွေကိုတိုက်ခိုက်ကြရမှာပဲဖြစ်ပါတယ်ကဲအဆင်သင့်ဖြစ်ပြီဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်လားဗျာကျွန်တော်ကတော့ season တင်ဆက်သူဆက်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့လင်းပိုင်လေးတစ်ကောင်ကသမုဒ္ဒရာတွေကိုစူးစမ်းဖို့ထွက်လာခဲ့ပါတယ်။သမုဒ္ဒရာရဲ့တနေရာရောက်မှာတော့သူကကြောက်စရာရေပွဲတစ်ကောင်ကိုတွေ့လိုက်လို့လန့်သွားခဲ့ပါတယ်။ရေပွဲကြီးကသူ့နောက်ကနေလိုက်လာပြီးတော့သူ့ကိုဖမ်းဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လို့လင်းပိုင်လေးစနိုးဘောကလေပြတ်တောက်ပြီးတော့ရေမျက်နှာပြင်ပေါ်မှာလေတက်ရှူဖို့လိုတဲ့အတွက်ထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့လို့ရေပွဲကြီးကတော့ဖမ်းထားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲစနိုးဘောရဲ့အမေနာနာကရောက်လာခဲ့တဲ့အတွက်ရေပွဲကလန့်ပြီးတော့ပုံနေလိုက်ပါတယ်။သူကနားကချင်းကျိုးတစ်ခုကိုဖျက်ဆီးပြီးတော့တထုပိုက်ချောင်းတွေအများကြီးနာနာတို့စီကိုကြောက်အောင်လုပ်လိုက်ပါတယ်။နာနာကစနိုးဘောကိုခေါ်ပြီးတော့တထုချောင်းနဲ့လွတ်အောင်ပြေးပေမဲ့လို့တထုချောင်းတစ်ခုကသူတို့အပေါ်ကျလာလို့တထုချောင်းအပေါက်ကနေကိုဝင်ပြီးတော့သွားလိုက်ပါတယ်။ဒါပေမဲ့လို့တထုချောင်းအပေါက်ကစနိုးဘောတစ်ယောက်ပဲထွက်လို့ရပြီးတော့နာနာကထွက်လို့မရပဲတစ်နေခဲ့ပါတယ်။အသက်ရှူလို့လည်းတိတ်မရတော့တဲ့အတွက်စနိုးဘောကရေမျက်နှာပြင်ပေါ်ကိုတက်ဖို့လှုပ်လိုက်ခဲ့ပါတယ်။ဒါပေမဲ့လည်းရေပွဲကြီးကပေါ်လာခဲ့ပြီးတော့သူ့ရဲ့ရှေ့ကနေကိုပိတ်ထားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ပေါ်ကနေလေရင်တစ်ခုကပြတ်ကျပြီးတော့ရေပွဲကြီးကိုပါပြီးသွားခဲ့ပါတယ်။နာနာကလည်းသူ့ကိုယ်သူလွတ်အောင်လို့လှုပ်လိုက်နိုင်ပြီးတော့သူ့သားလေးစီကိုတွားလိုက်ပါတယ်။လေရင်ကြီးသမုဒ္ဒရာကျမ်းပြင်ထိကိုမှကြာသွားတဲ့အချိန်မှာစနိုးဘောကထူးဆန်းတဲ့တက်ရှိလေးတစ်ကောင်ကိုရှာတွေ့ပြီးတော့သူ့ရဲ့အမေစီကိုခေါ်လာပြလိုက်ပါတယ်။ကလေးကအသက်ရှူဖို့လေးလိုနေတာကိုနာနာကသိပြီးတော့ကလေးကိုရေမျက်နှာပြင်ပေါ်ကိုခေါ်သွားလိုက်ပါတယ်။နောက်တော့စနိုးဘောကကလေးကိုသူ့ရဲ့တငယ်ချင်းတွေစီကိုခေါ်ပြလိုက်ပြီးတော့သူတို့ကအဲ့ဒါကဘာတော်လဲဆိုတာကိုသိချင်နေကြပါတယ်။သူကအကြေးကွန်းလည်းမရှိတဲ့အတွက်ငားလို့လည်းပြောလို့မရဘူး။ပင်လယ်ခရုလို့လည်းအခွန်လည်းမရှိပါဘူး။အချိန်ကြာလာတဲ့အတွက်စနိုးဘောကကလေးကိုအသက်ရှူဖို့ရေပေါ်ကိုခေါ်သွားလိုက်ပါတယ်။သူတို့ကပင်လယ်ထဲကအသက်ကြီးဆုံးလေးအိုကြီးစီသွားပြီးတော့အကူအညီသွားတောင်းကြပေမဲ့လို့လေးအိုကြီးကဒီကလေးကအန္တရာယ်ရှိတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါပေမဲ့လို့တိတ်မကြခင်မှာပဲလင်းပိုင်ကောင်လေးကလေးအိုကြီးရဲ့နှလုံးသားကိုအပိုင်တင်လိုက်နိုင်တဲ့အတွက်ကိုမှလေးအိုကြီးကကလေးကိုချစ်ပြီးတော့ပင်လယ်ထဲမှာနေဖို့ခွင့်ပြုပေးလိုက်ပါတယ်။ဒါပေမဲ့လို့အပန်းနှဲငယ်ကြားတဲ့အခါမှာတော့နာနာကကလေးကိုဘယ်လိုထိန်းရမလဲမသိဖြစ်နေခဲ့ပေမဲ့လို့စနိုးဘောကတော့သူ့ရဲ့ညီလေးကိုခေါ်ပြီးတော့ပင်လယ်ကြီးအကြောင်းသိတင်တာတွေကိုအကုန်တင်ပြပေးနေခဲ့ပါတယ်။သူတို့နှစ်ယောက်ကစွန့်စားမှုတွေလုပ်ကြပြီးတော့ခဏခဏအန်နီရဖြစ်ကြလို့နာနာကသူ့ရဲ့ကလေးတွေကိုအမြဲကိုကာကွယ်ပေးနေကြပါတယ်။နှစ်နှဲငယ်ကြလာတော့စနိုးဘောနဲ့လင်းပိုင်ကောင်လေးတွေကခွဲလို့မရအောင်လို့ဖြစ်ကြပြီးတော့နာနာကလည်းသူ့ရဲ့သားငယ်လေးကအရေးပါတဲ့သူဖြစ်လာတဲ့အတွက်ကိုမှဂုဏ်ယူနေခဲ့ပါတယ်။အခုသူတို့ကြီးပြင်းလာပြီးတော့လင်းပိုင်လေးကသူကဘာလို့သူ့ရဲ့မိသားစုတွေနဲ့မတူဘဲနဲ့ကွဲပြားနေတာလဲဆိုတာသိကျင်တဲ့အတွက်စနိုးဘောကလည်းသူ့ကိုအမှန်တိုင်းကိုမှပြောပြလိုက်ပါတယ်။လင်းပိုင်ကောင်လေးကသူကလင်းပိုင်မဟုတ်မှန်းကိုတည်သွားတဲ့ချိန်မှာတော့မအံ့ဩနေခဲ့ပါဘူး။စနိုးဘောကတော့သူ့ကိုလေရင်ပြက်ထဲကနေကိုတွေးခဲ့တာလို့ပြောလိုက်ပြီးတော့သူတို့ကအဲ့ဒီလေရင်ပြက်စီကိုတွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့လို့အဲ့ဒီနေရာကပင်လယ်ရဲ့တားမြစ်ထားတဲ့ရေနယ်ပိုင်းနေရာဖြစ်တဲ့အတွက်ဂယုစိုက်သွားကြပါတယ်။တားမြစ်ထားတဲ့နေရာစီကိုရောက်တော့လင်းပိုင်ကောင်လေးကအထဲမှာပါရှိလဲသိရအောင်လို့လေရင်ထဲကိုဝင်သွားလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတခုခုကလေရင်ထဲကနေကိုလွတ်မြောက်ပြီးတော့ထွက်သွားလိုက်ပါတယ်။ရင်ကဘာမှကိုမရှိဘဲနဲ့ရေတွေနဲ့ကိုပြည့်နှက်နေပါတယ်။စနိုးဘောကအဲ့ဒီအထဲမှာအစိမ်းရောင်အစာလေးတွေကိုလိုက်စားနေပြီးတော့အဲ့ဓာတွေကအရသာရှိကြောင်းပြောလိုက်ပါတယ်။ပြီးတော့သူတို့ကထွက်သွားဖို့လှုပ်လိုက်ပြီးတော့လင်းပိုင်ကောင်လေးကဆွဲကြိုးလေးတစ်ခုကိုတွေ့တဲ့အတွက်ကိုမှသွားယူလိုက်ပါတယ်။အဲ့ဒီဆွဲကြိုးပေါ်မှာလူတစ်ယောက်ပုံပါနေပြီးတော့လင်းပိုင်ကောင်လေးကသူနဲ့သူရဲ့တက်ရှိကိုတွေ့ရတာကဒါပထမဦးဆုံးပဲဖြစ်တဲ့အတွက်အံ့ဩနေခဲ့ရပါတယ်။နောက်နေ့မှာတော့သူတို့နှစ်ယောက်ကမနေ့ကဆွန်စားမှုအကြောင်းကိုပြောနေကြတော့သူတို့မိကရောက်ရှိလာခဲ့ပါတယ်။နာနာကသူတို့နားကိုကတ်သွားခဲ့ပြီးတော့ပြောနေတာတွေကိုနားထောင်လိုက်တော့မနေ့ကသူတို့တားမြစ်နေရာကိုသွားတာတည်သွားခဲ့တဲ့အတွက်နာနာကစိတ်ပူဒေါသထွက်ခဲ့ပြီးတော့စနိုးဘောကိုရောလင်းပိုင်ကောင်လေးကိုရောစူနေခဲ့ပါတယ်။လင်းပိုင်ကောင်လေးကတော့သူ့ရဲ့မိကိုစိတ်ဆူပြီးတော့သူ့ကိုယ်သူအရင်ကမျိုးမတူပဲနဲ့ချုပ်ရင်းချက်ဖြစ်နေတာလို့ထင်ခဲ့ပေမဲ့လို့အခုတော့အမှန်ကိုသိသွားခဲ့တဲ့အတွက်သူဘယ်ကလာတာလဲဆိုတာကိုတေချာသိကျင်လို့ပြန်ပြောလိုက်ပါတယ်။လင်းပိုင်ကောင်လေးကသူတို့သွားခဲ့တဲ့နေရာစီကိုပြန်သွားဖို့ဆုံးဖြတ်လိုက်တဲ့အတွက်သူ့ရဲ့အကိုကလည်းသူနဲ့တူတူလိုက်လာခဲ့ပြီးတော့လင်းရဲ့ပြက်ထဲကိုနောက်တစ်ချိန်ကိုမှထပ်ဝင်ခဲ့ကြပါတယ်။နာနာကလည်းရောက်လာခဲ့ပြီးတော့သူ့ရဲ့သားတွေကိုစိုးရိမ်တဲ့အတွက်သူတို့နဲ့တူတူသွားပေးဖို့သဘောတူလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲအေယာမရေပွဲကြီးကပေါ်လာခဲ့ပြီးတော့နာနာကိုတိုက်ခိုက်လိုက်ပါတယ်။သူ့ရဲ့မိတိုက်ခိုက်ခံရတာတွေ့တော့လင်းပိုင်ကောင်လေးကလေရီကိုဖွင့်ပြီးတော့သူ့ရဲ့မိကိုလွတ်အောင်လုပ်ပေးဖို့ကြိုးစားပေမဲ့လို့လေမရတော့တဲ့အတွက်ကိုမှမေ့လဲသွားခဲ့ပါတယ်။နာနာကတော့စနိုးဘောကိုကောင်လေးကိုအသက်ရှူဖို့ရေဘောကိုခေါ်ပြီးတော့သူ့ကိုဘာမှမဖြစ်စေဖို့ကိုမှားလိုက်ပါတယ်။ကောင်လေးကလေရပြီးတော့ပြန်ကောင်းလာတော့သူတို့နှစ်ယောက်လေးအိုကြီးစီကိုသွားခဲ့ပြီးတော့သူ့ရဲ့မိကိုသွားခဲ့ဖို့အကူအညီသွားတောင်းကြပါတယ်
အဲ့ဒီချိန်မှာသူတို့အနာကိုတခြားရှင်တွေတော်တော်တွေကရောက်ရှိလာခဲ့ပြီးတော့စီကန်းတွေဖျောက်ဖျက်လို့ကောင်းလီမှာတာဝန်ရှိတဲ့ဆိုပြီးတော့ဝိုင်းပြီးတော့အပြစ်တင်နေခဲ့ကြပါတယ်ရေပွဲကြီးကတော့အဲ့ဒီကိုရောက်လာပြီးတော့လက်အုပ်ကြီးကိုဖမ်းလိုက်ပါတယ်စနိုးဘောကလည်းသူ့ရဲ့မိကိုဖမ်းထားတဲ့ကောင်ဆိုပြီးတော့တိုက်ခိုက်လိုက်ပေမဲ့လို့ကြောက်တုံးနဲ့ပြစ်ခံရပြီးတော့လဲကျသွားခဲ့ပါတယ်လင်းပိုင်ကောင်လေးကစနိုးဘောရဲ့ဒဏ်ရာကိုကြည့်ပေးနေတော့မှပဲရေပွဲကြီးကသူ့ရဲ့မှင်ရည်တွေနဲ့ပင်လယ်တစ်ခုလုံးကိုမှောင်မဲသွားအောင်လုပ်လိုက်ပါတယ်နေ့တော်ကြာထိကန်တန်နယ်မြေထဲမှာရှင်ကြီးကသူ့နေရာဖြစ်ခဲ့တဲ့ဆိုပြီးတော့ရေပွဲကြီးကပြောလိုက်ပါတယ်ပင်လယ်ထဲကိုလေရင်ကြီးကျလာတော့ကသူကအဲ့ဒီထဲမှာပိတ်မိပြီးတော့တင်မလို့ဖြစ်ခဲ့ပေမဲ့လို့အစင်းရအလုံးတွေကိုစားပြီးတော့အသက်ရှင်ခဲ့ရပါတယ်အဲ့ဒါကိုပဲကျေးဇူးတင်ရမလို့ပါပဲသူကတော့အဲ့ဒါတွေကိုစားပြီးတော့အရန်ကြီးကိုမှကြီးလာခဲ့ပြီးတော့တခြားတရဝါတွေထက်ကိုမှပို့ပြီးတော့တန်မာလာခဲ့ပါတယ်လင်းပိုင်ကောင်လေးလင်းရင်ကိုလာမဖွင့်ခင်အထိသူကအဲ့ဒီမှာပိတ်မိနေခဲ့ပြီးတော့သူ့ကြောင့်လွတ်မြောက်သွားခဲ့တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ကောင်လေးကသူ့ရဲ့မားကိုပြန်ပြင်ရမယ်ဆိုပြီးတော့တုတ်ချောင်းကိုယူပြီးတော့ရန်သူကိုတိုက်ဖို့ကိုပုံလိုက်ပါတယ်စနိုးဘောကသူ့အမေတွေလက်စားချေဖို့သူ့ရဲ့ခန္ဓာကိုယ်နဲ့ရေပွဲကြီးကိုဝင်တိုက်ပေမဲ့လို့သူပဲဖက်ခံလိုက်ရပါတယ်လင်းပိုင်ကောင်လေးကပုံပြီးတော့ရေပွဲကြီးကိုတိုက်ခိုက်ပေမဲ့သူလည်းဖက်ခံလိုက်ရပါတယ်ရေပွဲကြီးကကောင်လေးကိုကြည့်ပြီးတော့သူကဒီကမဟုတ်တာကိုသိသွားပါတယ်အဲ့ဒီချိန်သူတို့အနားကိုငါးဖမ်းလေတစီကလာတာမြင်တော့ရေပွဲကြီးကသူ့ရဲ့လူတွေကိုကောင်လေးကိုအဝေးကိုခေါ်သွားဖို့ခိုင်းလိုက်ပါတယ်နိုင်နေငယ်ကြာပြီးတဲ့နောက်မှာတော့ငါးဖမ်းသမားတယောက်ကမေလင်းနေတဲ့ကောင်လေးကိုကမ်းခြေစီကိုခေါ်လာခဲ့ပြီးတော့ကပတိန်မာဗယ်စီကိုခေါ်ပြလိုက်ပါတယ်သူကကောင်လေးလက်ထက်ကဆွဲကြိုးကိုကြည့်ပြီးတော့ပုံထဲကမိမကိုတတိထားမိသွားပါတယ်ခဏကြာမှတော့လင်းပိုင်ကောင်လေးကနိုးလာပြီးတော့သူ့ရဲ့နားမှာနောက်ထပ်လူသားတယောက်ရောက်နေတာကိုတွေ့လိုက်ပါတယ်သူကအဲ့ဒီလိုမနိုးခင်တွားသွားပြီးတော့ထွက်သွားဖို့လုပ်ပေမဲ့လို့ကပတိန်သူ့အတွက်ပြင်ထားပြီးတဲ့အစတွေကိုတွေ့ပြီးတော့အစီအစဉ်ပြတ်သွားပါတယ်မာဗယ်ကနိုးလာခဲ့ပြီးတော့ကောင်လေးထွက်သွားတာကိုတားလိုက်ပါတယ်ဒါပေမဲ့လည်းကောင်လေးကတွားသွားပြီးတော့ကမ်းခြေစီကိုထွက်ပြေးသွားပါတယ်သူကကမ်းခြေမှာလင်းပိုင်တွေတင်နေပြီးတော့ဇင်ရောငှက်တွေကလည်းတင်နေတဲ့ခန္ဓာကိုယ်နားမှာပြက်နေတာကိုတွေ့လိုက်ရပါတယ်လင်းပိုင်ကောင်လေးကသူ့ကိုမြေကြီးပေါ်မှာလဲနေတာကိုတွေ့တော့တေးပြီးထင်ပြီးတော့ဝမ်းနေသွားခဲ့ပါတယ်ဒါပေမဲ့လို့ကန်ကောင်းစွာနဲ့ပဲစနိုးဘောကအသက်ရှင်နေခဲ့ပါတယ်သူကသူ့ရဲ့ညီလေးကိုမဆုံးရှုံးခြင်းတဲ့အတွက်ကိုမှပိုက်ကွန်ကနေဘယ်လိုမျိုးလွတ်မြောက်အောင်လုပ်ခဲ့ရဲဆိုတာကိုပြောပြနေပါတယ်သူတို့နှစ်ယောက်ကဖက်ပြီးတဲ့နောက်မှာစနိုးဘောကိုပင်လယ်ထဲကိုပြန်ပို့ဖို့လုပ်လိုက်ပါတယ်အဲ့ဒီနေ့ကနာနာတေသွားတဲ့အတွက်သူတို့အမေကိုဆုံးရှုံးလိုက်ရတဲ့အမှောင်မိုက်ဆုံးနေ့ဖြစ်ပြီးတော့သူတို့နှစ်ယောက်လုံးကဝမ်းနေကြပါတယ်အဲ့ဒီအချိန်တွေကိုတွေ့ပြီးတော့မာဗယ်ကလင်းပိုင်ကောင်လေးကလင်းပိုင်တွေနဲ့စကားပြောနိုင်တာတွေ့ပြီးတော့အံ့ဩသွားခဲ့ရပါတယ်ပြီးတော့သူတို့ကိုကူညီဖို့လုပ်လိုက်တယ်သူကစနိုးဘောကိုအမိကနေကိုဆွဲပြီးတော့ရေထဲကိုမှလွတ်ပေးလိုက်ပါတယ်ရေထဲကိုရောက်တော့ကပတိန်ကကောင်လေးကိုသူ့ရဲ့အမေကိုသူသိပြီးတော့သူ့ရဲ့မိကြီးကိုခေါ်သွားပြီးမယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်ဝမ်းနေစွာနဲ့ပဲကောင်လေးကစနိုးဘောကိုနှုတ်ဆက်ပြီးတော့သူ့ရဲ့မိကိုသွားတွေ့မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်သူကတော့မထွက်သွားခင်မကြခင်သူပြန်လာခဲ့မယ်ဆိုပြီးတော့ခရီးပေးလိုက်ပါတယ်နောက်နေ့မနေ့ကောင်လေးကနိုးလာတော့အခန်းထဲမှာလမ်းလျှောက်ဖို့လုပ်ပေမဲ့လို့လက်မလျှောက်နိုင်ဘဲနဲ့လဲကျသွားခဲ့တဲ့အတွက်တွားသွားပြီးတော့ထွက်သွားဖို့ကိုမှလှုပ်လိုက်ပါတယ်မကြခင်မှာပဲသူကနေရာတစ်ခုမှာအပိတ်ခံထားရတာကိုသိလိုက်ရပါတယ်အပြင်မှာတော့ကပတိန်မာဗယ်ရဲ့ဇနီးနဲ့သူ့ရဲ့သမီးလေးရှိနေခဲ့ပါတယ်ကလေးမလေးကသူ့ရဲ့မိကိုခေါ်တာကိုကြားပြီးတော့ကောင်လေးကအဲ့ဒါသူ့မိလို့ထင်သွားခဲ့ပါတယ်သူကအဲ့ဒီနေရာကနေလွတ်အောင်လုပ်ပြီးတော့မာဗယ်ရဲ့ဇနီးနောက်ကိုလိုက်သွားခဲ့ပါတယ်သူဇီတွေကနေကိုဖြတ်ပြီးတော့တဲတစ်ခုကနေပြီးတော့ငါးလေးတစ်ကောင်အကူကြီးတောင်းနေတဲ့အတန်ကိုကြားလိုက်ရပါတယ်သူကငါးလေးကိုကယ်ထုတ်ဖို့ကြိုးစားပြီးတော့တဲရဲကိုဝင်သွားခဲ့ပါတယ်ဒါပေမဲ့လို့စပိုမူကသူ့ကိုမေ့ပြီးတော့တခိုးဆွပြီးတော့လိုက်ဖမ်းပါတယ်သူကတော့ပြည်ရင်နဲ့ပင်လယ်ကိုတွေ့တော့ငါးကန်ကလေးကိုပင်လယ်ထဲကိုပစ်ချပေးလိုက်ပါတယ်ငါးကလေးကလည်းသူအိမ်မက်မက်ခဲ့ရတဲ့လွတ်လပ်မှုကိုရပြီဆိုပြီးတော့ပြောနေပေမဲ့လို့သူကငါးကန်ထဲမှာပိတ်မိနေတာဖြစ်ပြီးတော့ငါးကန်ကပင်လယ်ထဲမှာမျောနေခဲ့ပါတယ်အဲ့ဒီနေ့မှာပဲကပတိန်မာဗယ်ကမာကြီးရဲ့ဘားကိုသွားခဲ့ပြီးတော့သူ့ရဲ့လင်းပိုင်တွေနဲ့စကားပြောနိုင်တဲ့ကောင်လေးကိုတီထားရေးဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်မာဗယ်ကတော့အမှန်ပြောနေတာလားတီးဖို့အတွက်ကိုမှလူကြီးတွေကလင်းပိုင်ကောင်လေးကိုစောက်ထိုးကင်ပြီးတော့ခေါ်လာခဲ့ပါတယ်သူတကယ်လင်းပိုင်တွေနဲ့စကားပြောနိုင်ရင်ပြိုင်ပွဲကိုလွယ်တကူနိုင်အောင်လုပ်နိုင်မှာပဲဆိုပြီးတော့ပြောလိုက်ခဲ့ပါတယ်ခဏနေတော့ကပတိန်ရဲ့ဇနီးကဝင်လာခဲ့ပါတယ်ဈေးထဲကနေပစ္စည်းခိုးရဲဆိုပြီးတော့ကောင်လေးကိုမကျင်တဲ့သူတွေကလင်းပိုင်ကောင်လေးကိုကင်ထားကြပါတယ်ကပတိန်တို့စုံတွေကလည်းကောင်လေးကိုအိမ်ခေါ်သွားခဲ့ပြီးတော့ရေချိုးပေးလိုက်ကြပါတယ်ပြီးတော့သူတို့လူတွေကြားထဲမှာနေထိုင်နိုင်ဖို့အတွက်ကိုမှတင်ကြပေးပါတယ်ရန်နေငယ်ကြာပြီးတဲ့နောက်မှာတော့မာဗယ်ကကောင်လေးကိုလှေနဲ့ခေါ်သွားခဲ့ပြီးတော့သူ့ရဲ့အကိုနဲ့ကိုမှသွားပြီးတွေ့ပါတယ်သူကရေထဲကိုဆင်ပြီးတော့သူ့ရဲ့အကိုနဲ့တွေ့နေတဲ့အချိန်မှာငါးဖမ်းသမားအဖိုးအိုတယောက်ကရေအောက်မှာတခုခုပြောင်းလို့ရှာနေတာကိုတွေ့လိုက်ရပါတယ်သူပါရှာနေလဲဆိုတာကတော့သူတို့လည်းမသိကြပါဘူးဒီနေ့မှာတော့နေဝင်ချိန်ကိုကြည့်ရင်လည်းကပတိန်ကကောင်လေးကိုသူ့ရဲ့ပြိုင်ပွဲမှာအနိုင်ရအောင်လို့ကူပေးဖို့ပြောလိုက်ပါတယ်နိုင်ငံရင်သူ့ရဲ့လှေအစ်စ်ဝင်နိုင်ပြီးတော့လင်းပိုင်ကောင်လေးအမေရှိတဲ့ဂျွန်စီကိုခေါ်သွားနိုင်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒါကိုကြားပြီးတော့ကောင်လေးကလည်းသူ့ရဲ့အကိုကိုနိုင်အောင်လုပ်တဲ့နေရာမှာကူပေးဖို့ပြောလိုက်ပါတယ်ပြိုင်ပွဲနေ့ရောက်တဲ့အခါမှာတော့လှေနှစင်းကပင်လယ်ကိုဖြတ်ပြီးတော့ရွှဲလွှင့်လာခဲ့ကြပါတယ်မာကြီးရဲ့တင်မောဘော်ကလူတွေကမာဗယ်ရဲ့လှေကတေးတဲ့အတွက်သူတို့ကိုလှောင်ပြောင်နေခဲ့ကြပါတယ်ဒါပေမဲ့လို့မာဗယ်ကတော့ခီယူမဆိုင်ပါဘူးရင်ကုန်းမဲ့သူတွေနေရာယူပြီးတော့ရေထဲကိုခုန်ချလိုက်ပါတယ်ကောင်လေးကနောက်ဆုံးမှခုန်ချခဲ့ပါတယ်ပင်လယ်အောက်ကိုရောက်တော့သူကသူ့အကိုကိုစီးပြီးတော့တန်ဖိုးရှိပစ္စည်းတွေကိုလိုက်ရှာပါတယ်လမ်းမှာကောင်လေးရဲ့ဆွဲကြိုးကကျပြီးတော့ပျောက်ဆုံးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာအဲ့ဒီနေရာကိုအမြဲကိုရင်ငုံနေကြငါးဖမ်းသမားအိုကြီးကသူ့ရဲ့ဆွဲကြိုးကိုယူသွားလိုက်ပါတယ်
မကြခင်မှာပဲမာကြီးရဲ့ပထမဆုံးရှင်ငုတ်သမားကသူရလာတဲ့ရေရောက်ကယတနာတွေအများကြီးကိုယူပြီးတော့ပြန်လာခဲ့ပါ၏ဒါပေမဲ့လို့မာဗဲကတော့ကောင်လေးကိုရှုံပြီးတော့လုံဝကိုမှစိတ်မပူခဲ့ပါဘူးပြန်ပွဲပြီးကနေတော့ကောင်လေးကသူရသမျှပစ္စည်းကိုယူပြီးတော့လှေပေါ်ကိုပြန်တက်လာခဲ့ပါ၏ကပတိန်ကလည်းကမကွန်လေးနဲ့ကိုတွေ့တော့စိတ်ပြက်လက်ပြက်နဲ့ကိုအရှုံးကိုပါလက်ခံလိုက်ရပါ၏မာကြီးကတော့သူနိုင်ပြီးဆိုပြီးတော့ပျော်ပြီးတော့ပြန်သွားခဲ့ပါ၏မကြခင်မှာပဲမာဗဲကကမကွန်ထဲမှာပလဲတွေအများကြီးပြင်းနှက်နေတာကိုတွေ့တော့သူချမ်းသာလာတော့မယ်ဆိုပြီးတော့ပြောနေခဲ့ပါ၏အဲ့ဒီအချိန်မှာလှေကရုတ်တရက်ကိုမှတိုက်ခိုက်ခံရပြီးတော့ကပတိန်ခေါင်းဆောင်ရိုက်ခံလိုက်ရပါ၏ပြီးတော့လှေကပင်လယ်လေထဲထိကိုမှဆွဲခေါ်သွားခံလိုက်ရပါ၏သူနိုးလာတော့ဓမြတချို့ကသူစုကပလဲတွေလိုချင်လို့ဖမ်းထားတာကိုတီးသွားခဲ့ပါ၏ကံကောင်းစွာနဲ့ပဲသူတို့မခိုးခင်မာဗဲကပလဲတွေကိုဘယ်သူမှမယူနိုင်အောင်လို့မျိုးချလိုက်ပါ၏မိမတွေကလည်းပလဲသူ့ရဲ့အစာရင်တွေကနေပြီးတော့ထွက်လာပြီးတော့ပလဲတွေရဖို့အတွက်ကိုမှသူ့ကိုအသီးတွေဝိုင်းချကြပါ၏နောက်ဆုံးမှတော့သူကလက်လျှော့ပြီးတော့ပလဲတွေပေးဖို့အတွက်ကိုမှအသီးတွေစားလိုက်ပါ၏မိမတွေကလည်းအောင်ပွဲခံလိုက်ကြပါ၏မာဗဲကသူတို့အောင်ပွဲခံတဲ့တဲကိုဝင်ပါလိုက်ပါ၏အဲ့ဒီအထဲမှာလင်းပိုင်ကောင်လေးကတင်မောပေါ်မှာဖတ်ခံထားရတဲ့ငမန်းကိုတွေ့ပြီးတော့ပင်လယ်တဲကိုပြန်လှုပ်ပေးဖို့လှုပ်လိုက်ပါ၏မာဗဲကတော့ပျော်ပြီးတော့တချင်းဆိုလိုက်တဲ့အချိန်မိမတွေကသူ့ကိုထပ်ဖန်လိုက်ပါ၏ဘာလို့လဲဆိုရင်တော့ဒီတချင်းစာသားကသူတို့ကလွယ်ပြီးတော့အပြင်လူတွေမသိတာကြောင့်ပဲဖြစ်ပါ၏သူတို့ကမာဗဲတို့ကိုသူ့ကိုခေါင်းဆောင်စီကိုမှခေါ်သွားခဲ့ပါ၏ခီးရှိကြီးသွားပြီးတဲ့နောက်မှာတော့သူတို့ကထူးဆန်းတဲ့ကျွန်းစီကိုရောက်လာခဲ့ကြပါ၏သူတို့မသိလိုက်တာကတော့ငါးဖန်သမားကသူတို့နောက်ကနေလိုက်လာတာပဲဖြစ်ပါ၏သူတို့သွားနေတော့လမ်းမှာမာဗဲကသူတို့အနေရောက်ကျွန်းစီကိုခေါ်သွားနေရလားဆိုပြီးတော့မေးလိုက်ပြီးတော့သူရင်ကတီကိုရောက်ဖို့ရဲဆိုပြီးတော့ပြောလိုက်ပါ၏သူတို့ကဂူရဲကိုဝင်သွားခဲ့ပြီးတော့လှုပ်ဝက်နေရရောက်တော့အဖွားစာနဲ့တွေ့ခဲ့ပါ၏အဖွားကတော့ကပတိန်မာဗဲကိုတွေ့ပြီးတော့လွန်ခဲ့တဲ့10နှစ်ကဒီကျွန်းကနေထွက်သွားတဲ့သူဆိုတာကိုမှတ်မိသွားခဲ့ပါ၏ဒီအချိန်တွေမှာသူဘာလို့နေခဲ့တာလဲဆိုပြီးတော့မေးလိုက်ပါ၏သူတယောက်တည်းနာဟိတ်ကိုစောင်းရှောက်နေရတာကအရန်ကိုမှခက်ခဲတယ်လို့ပြောပြီးတော့ငိုနေခဲ့ပါ၏နာဟိတ်ကရေကန်ငယ်လေးတစ်ခုမှမိမျောနေခဲ့ပြီးတော့သူကအံ့ဩဖွယ်ရာဆေးတစ်ခုဖြစ်ကိုမှတတ်မှတ်ခံထားနေရပါ၏အဲ့ဒါကလင်းမိုင်ကောင်လေးရဲ့အမေဖြစ်ပြီးတော့ကောင်လေးကသူ့အမေကိုပထမဦးဆုံးတွေ့ရလို့စိတ်လှုပ်ရှားနေခဲ့ပါ၏အဲ့ဒီညမှာတော့သူတို့ကမိဘုံရှိမှထိုင်ပြီးတော့မာဗဲကကောင်လေးအမေကိုပင်လယ်ထဲကနေပြီးတော့ကယ်လာပြီးတော့ဒီကျွန်းကိုခေါ်လာခဲ့တယ်လို့ပြောလိုက်ခဲ့ပါ၏သူကတစ်ချိန်လုံးသူ့ရဲ့ကလေးအကြောင်းကိုပြောနေခဲ့ပြီးတော့လင်းပိုင်တွေကိုစိတ်ဝင်စားနေခဲ့ပါ၏အဲ့ဒီအချိန်တုန်းကလင်းပိုင်ကောင်လေးနဲ့သူ့ရဲ့အမေတို့လေရင်ကနေပြက်ကျပြီးတော့မာဗဲတင်မော့ပေါ်ကိုပြုတ်ကျသွားခဲ့ပါ၏မာဗဲကတင်မော့ပေါ်ကခုန်ချလိုက်ပေမဲ့လို့သူ့ရဲ့တင်မော့ကတော့ပျက်စီးသွားခဲ့ပါ၏အဲ့ဒါကြောင့်ပဲသူ့ရဲ့ကျွန်းကိုမပြန်နိုင်ခဲ့တာပဲဖြစ်ပါ၏အဖွားကကောင်လေးကိုနာဟိဘယ်တော့မှပြန်ကောင်းလာတော့မှမဟုတ်ပေမဲ့လို့သူ့ရဲ့ခန္ဓာကိုယ်ကအစိတ်ဖြည့်စီဖြစ်နေခဲ့ပြီးတော့အစိတ်တွေအားလုံးကိုပျက်စီးနိုင်နေဆိုပြီးတော့အမှန်တိုင်းကိုမှပြောလိုက်ခဲ့ပါ၏အဲ့ဒီအချိန်မှာတော့ငါးဖန်သမားအိုဂျီကရောက်ရှိလာခဲ့ပြီးတော့သူကသူတို့အခုလိုမျိုးရင်ဆိုင်တွေ့ပြီးတော့မပြောချင်ပေမဲ့လို့သူလင်းရင်ပြတ်ကျတဲ့နေရာမှာခဏခဏရင်ငုံနေရတဲ့အကြောင်းကတော့အဲ့ဒီဖြည့်စည်းကိုရှာနေတာဖြစ်တယ်လို့ပြောလိုက်ပါ၏ကောင်လေးနဲ့သူ့အကိုကလည်းရေရောက်မှမြုပ်နေတဲ့ဖြည့်စည်းကိုရှာယူလာနိုင်မှာဖြစ်တယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါ၏အဲ့ဒါကိုကြားပြီးတော့လင်းပိုင်ကောင်လေးကသူ့ရဲ့ကိုကြီးကိုလက်ခံလိုက်ပေမဲ့လို့အဖွားစာကသူ့ရဲ့အသက်ကိုစွန့်စားဖို့ကိုခွင့်မပြုပါဘူး။ကောင်လေးကသူ့ရဲ့မိကိုကဲ့တင်ဖို့သူ့ကိုယ်သူအန်နေအကြခံမဲဆိုပြီးတော့အားလုံးအိတ်နေတဲ့အချိန်မှာငါးဖန်သမားကိုအစီအစဉ်စဖို့တွားခေါ်ပါ၏။သူတို့ကရှင်ပြဲကြတဲ့နေရာစီကိုရောက်တော့စနိုးဘောကသူ့ရဲ့ညီလေးကိုခေါ်ပြီးတော့ဆေးရှာဖို့ထွက်လာခဲ့ကြပါ၏။သူတို့ကူရဲကိုဝင်လိုက်တော့ခနန်းတွေအများကြီးကိုတွေ့ပြီးတော့အံ့ဩသွားခဲ့ရပါ၏။ခနန်းတွေကသူတို့ကိုတွားလို့မရအောင်လို့ပိတ်ပြီးတော့တားလိုက်တဲ့အတွက်ကိုမှလင်းပိုင်ကောင်လေးကသူတို့ကိုဘာလို့တားရလဲဆိုပြီးတော့မေးလိုက်ပါ၏။ခနန်းကောင်ကသူကဒီဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့တရားမျှတမှုကိုသူ့ပဲဆုံးဖြတ်တယ်။သူ့ရဲ့ပေါ်မှာရှိနေတဲ့အခွန်ကြောင့်အားလုံးကသူ့ရဲ့မိတ်ကိုလိုက်နာကြတယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါ၏။ကောင်လေးကသူ့စီကအခွန်ကိုခိုးယူလွှင့်ပစ်လိုက်ပြီးတော့အခွန်ရတဲ့သူကခေါင်းဆောင်ဖြစ်မယ်။ရတဲ့သူတွားယူကြဆိုပြီးတော့ပြောလိုက်ခဲ့ပါ၏။ပြီးတော့သူတို့ကလည်းဆေးရှာဖို့ကိုခရီးဆက်လာခဲ့ကြပါ၏။တနေရာရောက်တော့သူတို့ကလိတ်အိုကြီးချင်းနေမကောင်းဖြစ်နေတာကိုတွေ့လိုက်ရပါ၏။လိတ်အိုကြီးကဒီမင်းတွေကရေပွဲကြီးစီကားဖြစ်ပြီးတော့သူတခြားတငယ်ချင်းတွေအားလုံးကိုဖုတ်ကောင်နေဖြစ်ကုန်မှပြောင်းလဲလိုက်ပြီးဆိုပြီးတော့ပြောလိုက်ပါ၏။သူတို့ကလည်းအဲ့ဒီလိုတွေမဖြစ်ဖို့အငွေးတွေမရှူမိအောင်နေဖို့ကိုပြောလိုက်ပါ၏။သူတို့ကအငွေးမရှူဘဲနဲ့ရေပွဲကြီးတတိမထားမိအောင်လို့တွားလိုက်ကြပါ၏။မင်းနဲ့နှင်းငယ်ကြပြီးတဲ့နောက်မှာတော့ကောင်လေးကစေပလေးကင်ပြီးတော့ရေဘောကိုပြန်တက်လာပါ၏။စီကိုငါဖန်သမားကြီးစီကိုပေးလိုက်ပြီးတော့မှဒီတစ်လျှောက်လုံးသူ့အလင်ခံနေရတာကိုတီးသွားခဲ့ပါတော့တယ်။အဲ့ဒီသူကြီးကသူတို့ကိုညာပြီးတော့ဆေးယူခိုင်းလိုက်တာပဲဖြစ်ပါ၏။ကောင်လေးကသူ့အကိုအကူကြီးနဲ့လှေပေါ်တက်ပြီးတော့ရန်သူကိုတိုက်ခိုက်ပေမဲ့လို့လူစိုးကြီးကတော့ပြန်တိုက်ခိုက်လို့လဲကျသွားခဲ့ရပါ၏။လူကြီးကတော့သူမိဘတွေတည်ရတဲ့အကြောင်းရင်းအမှန်ကိုပြောပြလိုက်ခဲ့ပါ၏။သူနဲ့သူ့ရဲ့မိဘတွေကငါးတက်ခဲခွန်းတစ်ခုမှတူတူလုံးကြပြီးတော့စက်သက်ခန်းထဲမှာသူတို့ကပစ္စည်းတစ်ခုကိုထွင်လိုက်ကြပါ၏။အဲ့ဒီဟာကြောင့်ပဲသူတို့ကပတ်စံတွေအများကြီးကိုမှရှာခဲ့ကြပါ၏။အဲ့ဒီထွက်ပေါင်းကငါးရီကိုရန်လိုတဲ့စိတ်တွေဖြစ်လာစေပြီးတော့ကောင်လေးဖေကလည်းအဲ့ဒါရဲ့သားကောင်ဖြစ်သွားခဲ့ပါ၏။ကောင်လေးမေကလူတွေမတည်ရအောင်လို့ဆေးဖော်မြူလာတွေကိုယူပြီးတော့ထွက်ပြေးသွားပါ၏။အဲ့ဒါမှဆေးကလည်းပျောက်ကွယ်သွားမှပဲဖြစ်ပါ၏။ဒါပေမဲ့လို့လူကြီးဆေးကိုပြန်လုံချင်နေတဲ့အတွက်ကိုမှကောင်လေးတို့ကတင်မော့ကိုပြတ်ကျအောင်လို့လုပ်လိုက်ပါ၏။လင်းပိုက်ကောင်လေးကအဲ့ဒါတွေကြားပြီးတော့အရင်ကမှဒေါသထွက်သွားကလူစိုးကြီးဆေးတွေရေထဲကိုလောင်ချလိုက်တာတော့မှမသိလိုက်ပါဘူး။အဲ့ဒီမှပဲအေယာမရေပွဲကြီးကထွက်လာခဲ့ပါ၏။လူကြီးရဲ့ရွယ်ချက်ကတော့အေယာမရေပွဲကြီးကိုထိန်းချုပ်ဖို့ပဲဖြစ်ပါ၏။ရေပွဲကြီးကကောင်လေးရှိနေတဲ့လှေကိုရိုက်ပြီးတော့ဖျက်ဆီးလိုက်ပေမဲ့လို့
ကောင်လေးကတော့ခုံချပြီးတော့လွတ်မြောက်သွားခဲ့ပါ၏တစ္ဆာပေါကြီးကထပ်ပြီးတော့ကောင်လေးကိုမြားနဲ့ပြစ်ဖို့လှုပ်လိုက်ပေမဲ့လို့ Snowball ကတော့လာခဲ့ပြီးတော့ထွက်ပြေးသွားခဲ့ပါ၏သူတို့ထွက်လာပြီးတော့လမ်းမှာ Snowball ကအငွေ့တွေကိုရှုံမိပြီးတော့စဖျားပါတော့တယ်အနီအောင်ကျုံးပေါ်မှာအဖွားစာကဘာဖြစ်နေတယ်လဲဆိုတာသိနေတဲ့အတွက်ကောင်လေးကိုကယ်ဖို့နီးလဲရှာနေခဲ့ပါ၏အဲ့ဒီချိန်မှာပဲကောင်လေးနဲ့သူ့ကိုကသူတို့ရှေ့မှာရှောက်လာခဲ့ပါ၏လင်းပိုင်လေးကအစိတ်မိနေခဲ့လို့သူ့ကိုအဖွားကနာဟီမျက်ရည်နဲ့တိုင်လိုက်တဲ့ခါမှာတော့သူပြန်ကောင်းသွားခဲ့ပါ၏ရုတ်တရက်ကောင်းကင်ကတိန်တွေကရေပေါ်ဝဲကြီးချောင်းကိုမိမ့်မှောက်လာခဲ့ပါ၏အဖွားကလွန်ခဲ့တဲ့10နှစ်ကစုထားတဲ့နာဟီမျက်ရည်တွေအကုန်လုံးကိုထုတ်လာဖို့ခိုင်းလိုက်ပါ၏နောက်တော့ကောင်လေးကတိုက်ပွဲကိုစဖို့အတွက်ကိုမှသူ့ကိုနဲ့တူတူသွားဖို့လုပ်ပါ၏မာဖေးကလည်းသူတို့ကိုကူပြီးတော့တိုက်ခိုက်ခြင်းတဲ့အတွက်ကိုမှအဖွားကသူတို့ကိုသွားလို့ရအောင်လို့လှေတစင်းပေးမယ်ဆိုပြီးတော့လုပ်ခဲ့ပါ၏ဒါပေမဲ့လို့အဲ့ဒီအချိန်မှာပဲမာဖေးမိမကသူ့ကိုရှာရင်နဲ့ကျွန်းသားကိုတင်မောနဲ့တူတူရောက်လာခဲ့ပါ၏လင်းပိုင်ကောင်လေးကတော့သူ့ကိုကူဖို့လင်းပိုင်တွေရာချီဆုလိုက်ပြီးတော့ရေပွဲကြီးနဲ့သူ့ရဲ့တခင်ကိုတွားတိုက်ခိုက်လိုက်ပါ၏ရေပွဲရဲ့မှင်ကြောင့်ထိန်းချုပ်ခံထားရတဲ့တတော်ဝါတွေကအနီရောင်ကျုံးကလွှတ်လိုက်တဲ့နာဟီမျက်ရည်ကြောင့်အကုန်ပြက်ကောင်းပြီးတော့လွတ်လပ်ကုန်ကြပါ၏အားလုံးကရေပွဲကြီးကိုတိုက်ခိုက်ဖို့အသင့်ဖြစ်နေကြပါပြီမာဖေးကလည်းရေထဲကိုခုန်ချပြီးတော့သူတို့နဲ့တူတူတိုက်ခိုက်ဖို့အသင့်ပြင်လိုက်ကြပါ၏လင်းပိုင်ကောင်လေးကပင်လယ်ကြီးအေးအေးချမ်းချမ်းပြန်ဖြစ်ပြီးတော့ရေပွဲရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်အောင်လို့ဆက်လိုက်တိုက်ကြမယ်ဆိုပြီးတော့ပြောလိုက်ပါ၏ရေပွဲကြီးကရေရောက်ကျမ်းပြစ်မှာသူ့ရဲ့မှင်တွေကိုထပ်ထုတ်ပြီးတော့ပင်လယ်ကြီးကိုထိန်းချုပ်ဖို့ကြိုးစားနေပေမဲ့လို့ကောင်လေးနဲ့သူ့ရဲ့ကိုကဂယူးမဆိုင်ပဲနဲ့ရှေ့တိုးသွားခဲ့ပါ၏တရိတ်ဆန်လေးတွေကလည်းရေပွဲကြီးကိုတိုက်ခိုက်ဖို့ကိုစုဝေးလိုက်ကြပါ၏စနိုးဘောနဲ့သူ့ရဲ့ညီလေးကအဖမ်းခံလိုက်ရပြီးတော့ရှုံးမလို့ဖြစ်နေတော့မှပဲကပတင်ကစူးကြုံနဲ့ရေပွဲကိုထိုးလိုက်ပါ၏ရေပွဲကြီးကနာသွားခဲ့ပြီးတော့ကောင်လေးတို့ကိုလွှတ်လိုက်ပါ၏ပြီးတော့သူကတဖြည်းဖြည်းနဲ့ကိုပို့ကြီးလာခဲ့ပြီးတော့မကောင်းဆိုးပွားရေပွဲကြီးဖြစ်သွားခဲ့ပါ၏မကောင်းဆိုးပွားကြီးကမာဖေးရဲ့တင်မောကိုဖျက်ဆီးလိုက်ပြီးတော့တင်မောဘော်ကလူတွေကိုတိုက်ခိုက်ပါ၏လူတွေကလည်းသူတို့အသက်လို့ဖို့ရေထဲကိုမှခုန်ချလိုက်ကြပါ၏ရေပွဲကြီးကအထင်းချုံမရှိတော့ဘဲနဲ့သူ့ရဲ့တခင်ကိုယ်တော်မှပြန်စားလိုက်ပါ၏တင်မောပြတ်သွားတော့တင်မောဘော်ကဓာတ်စီတွေကြောင့်ပင်လယ်ကြီးထဲမှာမီးတောက်တွေနဲ့လောင်ကျွမ်းသွားခဲ့ရပါ၏လူတွေကလင်းပိုင်တွေကိုစီးပြီးတော့ဘေးလွတ်ရာကိုသွားလိုက်ကြပါ၏လင်းပိုင်ကောင်လေးကရေပွဲကြီးကျွန်းကိုသွားနေတာမြင်လိုက်ပြီးတော့သူတာကျွန်းကိုရသွားရေးသူ့ကိုဘာမှတားနိုင်တော့မှမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါ၏ကောင်လေးကအန်ရရှိတဲ့ဆုံးဖြတ်ချက်ကိုလှုပ်လိုက်ပြီးတော့စနိုးဘောနဲ့အတူတူရေပွဲကြီးစီကိုသွားလိုက်ပါ၏သူတို့တငယ်ချင်းဝေးလာငါကြီးကအပေါ်ကိုရအောင်လို့ရေနဲ့ကိုမှုတ်တင်ပေးလိုက်ပါ၏ရေပွဲကြီးကျွန်းကိုရကန်နေမှပဲကောင်လေးကသူ့ပေါ်ကိုခုန်ချလိုက်ပါ၏နောက်တော့မိုးရလာပြီးတော့ရေပွဲကြီးကပျောက်သွားခဲ့ပါ၏ကောင်လေးကလည်းပျောက်သွားခဲ့ပါ၏မာဖေးကတူရိယာတီးပြီးတော့ကောင်လေးကိုပြန်ခေါ်နေခဲ့ပါ၏ကောင်လေးကရေရောက်တဲ့ထဲမှာဒဏ်ရာဆဆဝဝကိုရပြီးတော့မိနေခဲ့ပါ၏နာဟီကတော့သူ့ရဲ့အစွမ်းနေနဲ့ကောင်လေးကိုပြန်ကောင်းအောင်လုပ်ပေးခဲ့ပြီးတော့သူ့ရဲ့ကိုခေါ်သွားခိုင်းလိုက်ပြီးစနိုးဘောကကောင်လေးကိုခေါ်ပြီးတော့ရေမနဲ့ပြင်ပေါ်ကိုတက်လာခဲ့ပါ၏ပြီးတော့ကောင်လေးကိုကပတိန်လက်ထဲကိုထည့်ပေးလိုက်ပါ၏ကောင်လေးကတတိလင်းနေပေမဲ့လို့မာဖေးအကူညီနဲ့အစုပ်ထဲကရေတွေပြန်ထွက်လာပြီးတော့တတိရလာခဲ့ပါ၏စုံစားကန်ကြီးပြီးတဲ့နောက်မှာတော့သူတို့ကဘဝကိုပျော်ရွှင်စွာဖြတ်တန်းလိုက်ကြပါ၏လင်းပိုင်ကောင်လေးနဲ့စနိုးဘောကမိသားစုအသေးရပြီးတော့တငယ်ချင်းတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြပါ၏တခြားတစ်ဖက်မှာတော့ရေပွဲကပုံမှန်ရေပွဲတေးသေးလေးပြန်ဖြစ်နေပြီးတော့တခြားသောရင်းနှီးတော်ဝါတွေရဲ့အနိုင်ကျင့်တာကိုခံနေရပါတော့တယ်ဒီနေရာလေးမှာပဲကျွန်တော်ရဲ့တင်ဆက်မှုလေးဟာလည်းပြီးဆုံးသွားခဲ့ရပါပြီခင်ဗျာအခုလိုမျိုး animation ဇာတ်ကားကောင်းလေးတွေကိုစင်စဲမပြတ်ကုန်မှကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ Magic Minute Channel လေးကိုလည်း like and subscribe လေးတွေလုပ်ထားပေးခဲ့ကြပါအောင်နော်ကဲဒါဆိုရင်တော့နောက်နေ့တွေမှာဇာတ်ကားကောင်းတွေနဲ့အတူကိုပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်